မျက်နှာကဖြူရဖြူတယ်ကြည့်လိုက်တဲ့အခါမှာကြည်မနေပဲတဲ့ညစ်တိတိဖြစ်နေတယ်ဒါကိုတော့ဆရာတို့စေပညာရလို့ dull skin လို့ခေါ်ပါတယ်ဆရာဒီနေ့ဒီဗီဒီယိုမှာအဲ့ကြောင့်ဆွေးနွေးပြပါမယ်ဖြစ်ပါတယ်ပထမဆုံးအချက်ကတော့မျက်နှာပေါ်မှာရှိတဲ့ဆက်သေးလေးတွေကိုမဖယ်ရှားမိလို့ပဲဖြစ်ပါတယ်ဆက်သေးလေးတွေပုံလာတဲ့အခါမှာကိုယ့်ရဲ့မျက်နှာကြီးကအလင်းပြတ်မှုမရှိဘဲနဲ့ညစ်ညစ်ကြီးဖြစ်သွားတာပါဒုတိယချက်ကတော့ရေဓာတ်ခန်းချောက်နေလို့ပဲဖြစ်ပါတယ်ရေဓာတ်ခန်းချောက်တဲ့အခါမှာဆရာတို့အသားရည်ညစ်ညစ်ကြီးဖြစ်လာတာပါဒါကိုကုသဖို့အတွက်ဆိုရင်တော့ဆရာနှစ်ပိုင်းခွဲပြီးတော့ပြောပြပါမယ်ပထမချက်ကတော့ exfoliation ပဲဖြစ်ပါတယ် exfoliation လုပ်ဖို့အတွက်ဆိုရင်တော့ဆရာတို့က AH ရှိပါတယ်မျက်နှာသစ်စေးတိုနာတွေကိုဆရာတို့တစ်နှစ်ချိန်သုံးလို့ရပါတယ်ကိုတကယ်လို့တတ်နိုင်မယ်ဆိုရင်တော့ clinic တွေမှာ chemical peeling ဆိုတဲ့ treatment လေးတွေဆရာတို့မှာရှိပါတယ်ဒုတိယချက်ကတော့ moisturizer ပဲဖြစ်ပါတယ် moisturizer အတွက်ဆိုရင်တော့ဆရာတို့ဒီ hyaluronic acid ပါတယ် moisturizer serum ကိုသုံးလို့ရပါတယ်ကိုတကယ်လို့အဆင်ပြေမယ်ဆိုရင်တော့ skin booster ကုထုံးတွေဆရာတို့မှာရှိပါတယ်ကဲအဲ့ဒါလိုလိုက်မယ်ဆိုရင်တော့ကိုယ့်ရဲ့ dead cell လေးတွေကိုလည်းဖယ်ရှားပေးမယ်ကိုယ့် skin ကလည်းပို့ပြီးတော့ glow လာပါလိမ့်မယ်ကဲဒီချက်ကလေးတွေကိုလိုက်လုပ်လိုက်မယ်ဆိုရင်တော့ကိုယ့်ရဲ့ skin ပြန်ပြီးတော့ glow လာမှာပါကိုယ့်ရဲ့တငယ်ချင်းတွေထဲမှာလည်း glow ရှင်တဲ့လူတွေရှိတဲ့ဆိုရင်ဒီဗီဒီယို share ပေးလို့ရပါတယ်ကျွန်တော်တော့ဒေါက်တာနိုင်မှာနောက်ဗီဒီယိုမှာပြန်လည်တွေ့ဆုံပါအောင်